တဲမြို့တော်နဲ့တဲရွာဒီအကြောင်းကတော့တဲမြို့တော်တဲရွာရဲ့ထိတ်လန့်စရာအကြောင်းပါကိုကောင်းနဲ့ကိုစောတို့နှစ်ယောက်ဟာအစာအသောက်နဲ့လက်နက်တွေပြင်ဆင်ပြီးအမြဲလုံနေကြအတိုင်းတော်ရဲကိုအမဲလိုက်ဖို့ဝင်လာကြပါတယ်လမ်းလျှောက်နေတော့မှပဲကိုစောဟာမြေကြီးတဲကနေပေါ်နေတဲ့ဖျားဆွဲကြိုးတကုန်းကိုလှမ်းမြင်လိုက်ရတယ်ဒါကြောင့်ကောက်ယူကြည့်လိုက်တော့ငွေဆွဲကြိုးအဟောင်းလေးတစ်ခုဖြစ်နေတယ်ဒါပေမဲ့ဆွဲပြားကတော့ဆရာတော်တစ်ပါးပုံပါတဲ့အကျွေးစိဆွဲပြားလေးပါပုံစံကြည့်ရတာဒီဆွဲကြိုးဟာမြေကြီးအောက်မှာမြုပ်နေတာဒါမှမဟုတ်ပြုတ်ကျကြံရိတ်ခဲ့တာစာပုံရပြီးတော့မြေကြီးတွေအနေထိုင်ဖုံးအုပ်နေတာကြောင့်အကျွေးစိဘော်ကဆရာတော်ဘုံရဲ့အသေးစိတ်ကိုဘာမှမမြင်ရတော့ပါဘူးကိုကောင်းကဟဲ့အောင်ဒါဘာပဲရလဲဒါဘ ᱹ ဟာလဲကွာကိုစောကမုတ်ဆိုးတွေလမ်းမှာကြာသွားတာနေမှာပေါ့ကွာကိုကောင်းကမုတ်ဆိုးကဖះဆွဲကြိုးဝစ်ပါမလားကွာဖះဆွဲကြိုးဝစ်ရင်မြစ်တာစိတ်ရှိပြီးတောင်းအောင်ပြလို့မရပဲနေမှာပေါ့ပြီးတော့တဲတစီလဲကာဝယ်လို့ရမှာမဟုတ်ဘူးကိုစောကဟာဒါဆိုမုတ်ဆိုးတွေကဘာဆောင်ကြတာလဲကိုကောင်းကအများစုကတော့ကြားဆွဲတို့ဂလုံးရုပ်တို့အဆောင်တွေပဲဆောင်ကြတာပေါ့ကွာအဲ့ဒါမှတဲတစီတွေကိုကာဝယ်နိုင်တာကိုစောကအဲ့ဒါဆိုရင်လေမင်းမူလာနေရမှာပဲပြန်ထားလိုက်ပါကွာပိုက်ရှင်ကပြန်လာယူရင်ဘလို့လုပ်မလဲကိုကောင်းကမြေကြီးတွေဒီလောက်ဖုံးနေတာပြန်လာမယူတော့ပါဘူးကွာငါတိန်းထားလိုက်မယ်ကိုစောကမင်းကိုဘာလို့လွယ်လွယ်ပေးရမှာလဲလိုချင်ရင်လိုက်ယူလေပျော်ပျော်ဆူဆူနဲ့ကိုစောဟာတကယ်ချင်းဖြစ်သူကိုစနောက်ပြီးဖျားဆွဲကြိုးကိုတောအုပ်ထဲကိုလွန်ပစ်လိုက်ပါတော့တယ်ကိုကောင်းလည်းဖျားဆွဲကြိုးကိုပြေးပြီးလိုက်ကောက်တော့တာပေါ့ကိုကောင်းကဟေ့အောင်ဘယ်နှရောက်သွားပြီလဲဖျားဆွဲကြိုးကဒီနားလေးမှာရှိရမှာပါရှာမတွေ့တော့ဘူးဟဲ့ကောင်စောမင်းပြစ်လိုက်တာလေမင်းလာရှာပေးကိုစောလဲဘေးနာကတောအုပ်ထဲကိုခုံစေးပြီးကိုကောင်းအတွက်ဖျားဆွဲကြိုးကိုကူရှာပေးတယ်သူတို့နှစ်ယောက်မသိလိုက်တာကတော့သူတို့ဟာနွယ်ခေါ်လို့ခေါ်တဲ့လမ်းမရောက်စီတဲ့တောနွယ်ပင်ကိုကြော်မိပြီးလမ်းမဝင်သွားကြတာပြီဆိုတာကိုပါပဲလူငယ်နှစ်ယောက်ဆွဲကြိုးကိုစူးစမ်းရှာပေမဲ့ရှာမတွေ့ကြပါဘူးအဲဒါကြောင့်မရှာတော့ပဲအချိန်ကုန်တာပဲအဖက်တင်နေဆိုပြီးအရင်လိုပဲအမဲဆက်လိုက်ဖို့ပြန်ထွက်လာခဲ့ကြပါတယ်ဒါပေမဲ့ပြန်လိုက်ကြည့်တဲ့အခါမှာတော့သူတို့ရင်းနှီးနေကြလမ်းမဟုတ်တော့ပဲထူထက်တဲ့တတော်ကြီးဖြစ်နေပါတော့တယ်ကိုကောင်းကသွားပြီကွာစော်ရီငါတို့တော့တော်လန်းပြောက်ပြီထင်တယ်ကိုစောကဟေ့အောင်ဒီတော်တဲ့ငါတို့ဝင်နေကြပဲဟာဘလို့လုံးလန်းပြောက်ရမှာလဲဒါမှမဟုတ်မင်းဖျားဆွဲကြိုးကိုစော်ကားလိုက်လို့အခုလိုခံပြီးရဆန်ဆန်ဖြစ်ကုန်တာလားမသိဘူးကိုစောကမဖြစ်နိုင်ပါဘူးကွာဘာခံပြီးရပါမရှိဘူးဒါပေမဲ့ဘာလို့ငါတို့ဖျားဆွဲကြိုးကိုရှာမတွေ့တာလဲနှစ်ယောက်သားစိတ်ထဲတစ်မျိုးကြီးဖြစ်လာပြီးထိတ်လန့်လာကြတယ်အဲ့ဒီအချိန်မှာပဲအဖိုးကြီးတယောက်သူတို့ရဲ့ရှေ့မှာပေါ်လာတယ်အဖိုးကြီးကမင်းတို့ဆွဲကြိုးရှာမတွေ့ရင်ထွက်ပေါက်လဲရှာတွေ့မှာမဟုတ်ဘူးကိုစောကအဘကဘာတူလဲကျွန်တော်တို့ဖျားဆွဲကြိုးရှာနေတာဘလို့သိလဲအဖိုးကြီးကမင်းတို့သိစရာမလိုပါဘူးဒါပေမဲ့ဆွဲကြိုးရှာတွေ့မှထွက်ပေါက်တွေ့မယ်ဆိုတော့ငါ့ကိုယုံရင်ငါနောက်လိုက်ခဲ့မင်းတို့လွန်ပြစ်လိုက်တဲ့ဆွဲကြိုးကတောလေအထီလွန်သွားတာတငယ်ချင်းတယောက်လဲကြောင်ကြည့်နေကြပေမဲ့ရွေးချယ်စရာလမ်းမရှိတာကြောင့်ဆွဲကြိုးတွေ့မလားဆိုပြီးအဖိုးကြီးရဲ့နောက်ကိုလိုက်သွားကြတယ်အဖိုးကြီးကသူတို့ကိုတောနဲ့ထဲခေါ်သွားလေးထူဆန်းလေးပါပဲပိုနဲ့လေးပိုမောင်လေးဖြစ်ပြီးနေအောင်ကြီးတောင်မရှိတော့သလိုတရိတ်ဆန်နေရဲ့အတန်တွေကလည်းတိတ်ဆိတ်သွားတယ်ရုတ်တရက်အဖိုးကြီးကတိတ်မြန်တဲ့ခြေလမ်းတွေနဲ့ရှောက်သွားပြီး၆ကပတ်အစွန်းတစ်ခုကိုရောက်သွားပါတယ်အဖိုးကြီးကဖះဆွဲကြိုးကဒီမှာငါနောက်လိုက်ခဲ့အဖိုးကြီးက၆ကပတ်ရဲ့ကိုခုန်ချသွားတယ်သူတို့နှစ်ယောက်လည်းပြူစားခံထားရသလိုမျိုးနောက်ကနေလိုက်ခုံဖို့ပြင်လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲတစုံတစ်ယောက်ကသူတို့ရဲ့လက်မောင်းကိုလှမ်းဆွဲထားလိုက်တယ်ဘုန်းကြီးကရက်လိုက်တကားတို့သတိထားကြအစ်ဆက်ဆက်အတန်တစ်ခုကိုကြားလိုက်ရတော့သူတို့အသိစိတ်ပြန်ဝင်လာတယ်။၆ကပတ်အောက်ကိုငုံကြည့်လိုက်တော့နှက်ဆိုင်နဲ့ကြောက်နေကြီးဖြစ်နေတယ်။ပြုတ်ကြရင်ချက်ချင်းတွေမှတေးကြပါတယ်။သူတို့ဖြည်းဖြည်းချင်းနောက်လဲကြည့်လိုက်တော့ဘုန်းကြီးကိုတပတ်ကသူတို့ကိုကဲထားတာကိုတွေးလိုက်ရတယ်။ကျွန်တော်တို့မသိသေးဘူးမလားဆရာတော်။ဆရာတော်ကတေကန်ကြီးဖြစ်သွားတာပေါ့။ဘုန်းကြီးသာလာမကင်ရင်တကားတို့တောနဲ့ဆောက်သေးဖြစ်သွားတော့ပြီ။ဒီနေရာကတာမန်တော့မဟုတ်ဘူး။တဲမြို့တော်တရှိနေတဲ့နေရာ။ကိုကောင်းကတဲမြို့တော်ဟုတ်လားဒါဆိုခုနကကျွန်တော်တို့ကိုလှည့်စားတဲ့အဖိုးကြီးကတဲရဲပေါ်တော်ဖေဟာအဲ့ဒီအချိန်မှာပဲသူတို့ရဲ့နေတဲ့နေရာနာကတစ်ပင်မော်ကနေရည်တန်းကြီးတစ်ခုကိုကြားလိုက်ရတယ်ခုနကအဖိုးကြီးတဲရဲကတစ်ပင်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရတယ်အဖိုးကြီးကငါကမင်းတို့ကိုလာတဲ့အောင်လှည့်စားတာမဟုတ်ပါဘူးကွာ
ဖះဆွဲကျိုးကကြောက်ထဲကျသွားလို့လူကြည့်ရင်ခုံချသွားယူလို့ပြောတာပါကိုစောကပြောင်းလိုက်နေတာပဲခင်ဗျားကျွန်တော်တို့ကိုတေးအောင်လဲစားတာအဖိုးကြီးကအခုမသေးလဲနောက်ရဲ့နည်းနည်းကြာရင်တေးမှာပဲမင်းတို့ဒီပိတ်မိနေတဲ့တောထဲကထွက်ရမှာမဟုတ်ဘူးထမင်းရေးစားမရှိပဲတေးကြရမှာပြီးတော့မင်းတို့ကိုတတိမထားမိကြဘူးလားလွဲခေါ်ကိုကြော်မိပြီးတဲမြို့တော်တွေကိုရောက်နေကြပြီးထွက်သွားခြင်းရင်တော့တေးပြီးတဲဝိညာဉ်ဘွားနဲ့ပဲလွေမြောက်ထွက်သွားလို့ရမယ်ကိုကောင်းတဲ့ကိုစောကမမှန်ဘူးမလားဖေဟာဆရာတော်တပည့်တော်တို့ဒီတော့တဲ့ကနေထွက်လို့ရမယ်ဦးစင်ကအေးထွက်လို့ရတယ်တကားတို့ဖုန်းကြီးနောက်ကနေလိုက်ခဲ့ပြီးတော့ဖုန်းကြီးရဲ့သင်္ကန်းစုံကိုကင်ထားကြသူတို့လည်းတွေ့ဝေမနေပဲလိုက်လို့ကြတယ်တဲအဖိုးကြီးကမြင်တော့တစ်ပင်မော်ကနေခုံစင်ပြီးဖုန်းကြီးရဲ့လမ်းကိုပိတ်ရလိုက်တယ်အဖိုးကြီးကကိုတော့ဒီလူတွေကိုခေါ်ထုတ်သွားလို့မရဘူးသူတို့ကတင်းမေးစရင်မရောက်သေးဘူးတကားကြီးဘာလို့လာတားနေတာလဲအဖိုးကြီးကငါဘာလို့တားနေရတာလဲဆိုတော့ဒီနေရာကတရေမြို့တော့ငါတို့နေရဲ့နေရာဒီရောက်လာရင်တရေဖြစ်ပြောင်းကြရမှာပဲမဟုတ်ရင်တရေမြို့တော်လို့ဘယ်ခေါ်တော့မလဲဦးစင်ကဒါဆိုရင်တကားကြီးကသူတို့ကိုတေးအောင်လုပ်ချင်တာပေါ့လေဒါအင်မတန်အဖြစ်ကြီးတယ်နော်တကားကြီးအဖိုးကြီးကငါကကုသိုလ်အကုသိုလ်တွေမယုံဘူးဖះတော်ငါမရှင်ခိုးတာကိုရော့ကိုယုံစရာအကြောင်းမရှိဘူးအဖိုးကြီးကဒီလူနှစ်ယောက်ကိုခေါ်ထုတ်သွားမယ်ဆရာတော်ကိုအရန်တော်သားထွက်ပြီးတရေမြို့သားတွေကိုခေါ်ထုတ်လိုက်တယ်လူပုံစံအယိုးစုတရေတွေအများကြီးထွက်လာပြီးဆရာတော်ကိုရဲပြုဖို့ကြိုးစားကြတယ်ဆရာတော်ကဣတိပိသောရှင်မျက်နှာဂါရတော်ကိုရွတ်ဖက်ပြီးအကာအကွယ်လှုပ်လိုက်တယ်အနာကလာတဲ့တရေတွေဟာကိုခန္ဓာတွေနာကျင်ကုန်ကြတယ်ဒါပေမဲ့အဖိုးကြီးတရေရဲ့အမိန့်ကြောင့်မလွန်ဆန်နိုင်ပဲဆရာတော်ကိုဝင်တိုက်ခိုက်ကြပြန်တယ်ဖះကုံတော်ရဲ့တကိုးကြောင့်အယိုးစုတရေတွေဟာဓာတ်မခံနိုင်ပဲချိန်မပျက်စီးကုန်ကြတယ်အဖိုးကြီးတရေကသူ့ရဲ့လက်မောင်းကိုသူကိုယ်တိုင်ဆွဲပြုတ်ပြီးဒုက္ခအဖြစ်သုံးလိုက်တယ်လက်မောင်းဒုက္ခကိုမမ်းမှုတ်ပြီးရှင်းမျက်နှာအကာအကွယ်တိုင်းကိုရိုက်ချလိုက်တယ်ဒါပေမဲ့တရေဒုက္ခပဲကျိုးပဲ့ပြီးအစွမ်းအာနီတင်ပြပြသွားပါတော့တယ်အဖိုးကြီးကနားလိုက်တာငါဒုက္ခတန်ကနေလွတ်သွားပေမဲ့မင်းတို့ဒီကနေလွယ်လွယ်နဲ့ထွက်သွားလို့မရပါဘူးရှေ့မှာငါလိုတရေတွေအများကြီးရှိနေသေးတယ်မင်းတို့ကိုကစားဖို့စောင့်နေကြတာအဖိုးကြီးတရေကဒေါသတကြီးနဲ့တောထဲကိုဝင်ရောက်ပျောက်ကွယ်သွားပါတယ်ဆရာတော်ကဂါရာကိုရုပ်သိမ်းလိုက်ပေမဲ့သူတို့နှစ်ယောက်ကိုတော့သင်္ကန်းစုကိုစက်ကင်ထားပြီးမျက်စိမိတ်ခိုင်းထားတယ်ဦးစင်ကတကားတို့နှစ်ယောက်လမ်းတစ်လျှောက်လုံးနမောဗုဒ္ဓရာလို့သွားကြဘာတမ်းမဲကြကြလုံးဝမျက်လုံးမဖွင့်နဲ့အခုဘုန်းကြီးကတကားတို့ကိုဒီတော့တဲ့ကနေခေါ်ထုတ်သွားတော့မှဦးစင်ကိုရုပ်လိုက်စမ်းမှာသူတို့မျက်စိဖွင့်လိုက်ရင်တော်တွေကတဲတစီတွေကိုတွေ့ပြီးစိတ်လန့်သွားမှာစိတ်မခံမဖြစ်သွားရင်တဲမြို့ကနေထွက်ဖို့ခက်ခဲသွားမှာကိုဆရာတော်ကစိုးရိမ်နေတာပါနှစ်ယောက်သားလည်းဆရာတော်ပြောတဲ့အတိုင်းလိုက်နိုင်ကြပါတယ်ဆရာတော်ကဖြည်းဖြည်းချင်းသူတို့နှစ်ယောက်ကိုတဲမြို့တော်ကနေခေါ်ထုတ်လာတယ်လမ်းတစ်လျှောက်မှာတဲတွေအများကြီးပေါ်လာပြီးချောင်းလန့်တာတွေနှောက်ယှက်တာတွေမျိုးစုံလုပ်ကြပေမဲ့ဆရာတော်ကမေတ္တာပို့ပြီးဖြေရှင်းခဲ့တယ်နောက်ဆုံးမှာတော့ဆရာတော်ဟာသူတို့နှစ်ယောက်ကိုတဲမြို့ကနေအောင်မြင်စွာခေါ်ထုတ်လာနိုင်ခဲ့ပါတယ်ဘုန်းကြီးကကဲတကားတို့အခုတကားတို့တဲမြို့ကနေလွတ်လာပြီးဘေးကင်းသွားပြီမို့မျက်လုံးဖွင့်လို့ရပြီနှစ်ယောက်သားမျက်လုံးဖွင့်ကြည့်လိုက်တော့သူတို့ရဲ့ရှေ့မှာတောင်ပေါ်တက်မဲ့လမ်းဟောင်းလေးကိုပြန်တွေ့လိုက်ရတယ်ဒါပေမဲ့ထူးဆန်းတာကခုနကဆရာတော်ကိုမတွေ့ရတော့ပါဘူးကိုကောင်းရဲ့လက်ထဲမှာတော့တစုံတစ်ခုကိုစုပ်ကင်ထားမိလျက်သားဖြစ်နေတယ်လက်ပြန်ကြည့်လိုက်တော့အိုးပြားဆွဲကြိုးအဟောင်းလေးဖြစ်နေတာပါပဲအကျွေးစိတ်ဆွဲပြပေါ်ကမြေကြီးတွေကိုအဝင်းနဲ့တုပ်ကြည့်လိုက်တဲ့အခါမှာတော့ပုံကိုထင်ထင်ရှားရှားတွေ့လိုက်ရတယ်သူတို့ကိုတဲမြို့ကနေကဲထုတ်လာတဲ့ဆရာတော်ဟာဒီဆွဲပြတွေကဆရာတော်ပုံနဲ့တစ်ထက်ထဲဖြစ်နေတာကိုအံ့ဩဖွယ်တွေ့လိုက်ရပါတော့တယ်ကိုကောင်းကဟေ့အောင်ငါစက်သိန်းနေထောက်ကုန်ပြီကွာတကယ်ဖြစ်ခဲ့တာဆိုတာမယုံနိုင်စရာပဲကိုစောကငါလည်းအတူတူပါပဲကွာအခုတော့ရှင်းသွားပြီဖះဆွဲကြိုးဆောင်ပြီးတော်ရဲဝင်ရင်တဲမကာကွယ်နိုင်ဘူးဆိုတာမဟုတ်ပါဘူးဆရာတော်ကတကိုးလိုက်ကြည့်တယ်လို့မြစ်တာလည်းအရင်ကြည့်တာပဲဒီဆွဲပြက်ကမြစ်တာရောဘေးရနေကင်တာရောပြည့်စုံတာပဲကိုကောင်းကဟုတ်တာပဲဒါပေမဲ့ဒီဆရာတော်ရဲ့ပွဲနာမည်ကဘယ်သူလဲမသိဘူးနော်သူတို့တွေဆွဲပြက်ကိုဟိုဘက်ဒီဘက်လှမ်းကြည့်ပေမဲ့ဆရာတော်ရဲ့ပွဲနာမည်ကိုရှာမတွေ့သလိုဆရာတော်ကတက်ရှိတင်ရှားရှိနေသေးလားပြန်လုံတော်မူသွားပြီလားဆိုတာလည်းမသိရပါဘူးလူငယ်နှစ်ယောက်လည်းတန်တရားတွေကိုသိသိထားပြီးတနေ့ကျရင်ဆရာတော်ကဘယ်သူလဲဘဲကလဲဘာကြောင့်ဒီနေရာမှာဆရာတော်ကိုတွေ့ခဲ့ရတာလဲဆိုတာသိခွင့်ရမယ်လို့မျှော်လင့်နေမိပါတယ်အဲဒီနောက်ပိုင်းကစပြီး
သူတို့လည်းအကျင့်စရိုက်တွေပြောင်းလဲသွားကြတယ်တော်ရဲထွက်ပြီးသားကောင်အမဲလိုက်တာမျိုးမလုပ်ကြတော့ပါဘူးဘာလို့လဲဆိုတော့သူများအသက်ကိုမသက်ချင်တော့လို့ပါတရေမျိုးတော့ကနေကျွတ်လုတ်ခွင့်မရပဲတရေဖြစ်နေရတဲ့သူတွေလိုမျိုးမဖြစ်ချင်ကြတော့ဘူးလေဖះဆွဲကြိုးလေးကိုတော့ကိုကောင်းကယူထားပြီးဖះကန်ထဲမှာပူဇော်ထားလိုက်တယ်နေတိုင်းလဲဖះဝေပြူတယ်တီဘေးကနေလွတ်မြောက်လာတဲ့အဖြစ်အပျက်ကသူတို့ရဲ့ဘဝကိုပြောင်းလဲစေခဲ့တာပါနေအောင်လုံးတီလာဆောင်ထိန်ပြီးဖះစာပူရွဖြစ်လာကြတယ်တီလာလုံးကြုံပြီးသူတစ်ပါးအသက်မသက်ရင်ကိုယ့်အသက်လည်းဘေးကင်းလုံခြုံမယ်လို့ယုံကြည်သွားကြလို့ပါပဲ